တကောမလာရောက်နေလူပါလေအမေစိတ်မဆိုးပါနဲ့ဒီကြောင့်အော်ရှင်းတော့ပြလိုက်ချင်ရဲ့တာငါဖြစ်ကဒီလိုပါမယ်တရွာတမြိတ်တနေဟောကိုရင်ထူတော်ငါနဲ့သာသမီတွေကကျွန်တော်မှတစ်စင်းနဲ့ဆိုဝိုင်းကမဖူလောပုံလေးတစ်ပုံကြားမှုတဲ့သာသမီ10ယောက်ကမိဘတယောက်ကိုမချွေးနိုင်လို့တဲ့အမေဖြစ်ရဲ့ကတောင်းကကျွေးမလို့တမိကကျွေးမလို့မိအိုဖအိုမသိကလေးဒီကြပါဆိုနေမှာကျွန်တော်ဘောမတန်ရကြီးကစပ်ဖို့ဒီနေရမယ်ရွာတနေတနေကိုကိုရင်ထူတော်ငါနဲ့သာသမီတွေကကျွန်တော်မှတစ်ချင်းတစ်စောဝိုင်းကမဖူလောပုံလေးတစ်ပုံကြားမှုတဲ့သာသမီ10ယောက်ကမိဘတယောက်ကိုမချွေးနိုင်ဘူးတဲ့အမေဖြစ်ရဲ့ကတောင်းကကျွေးမလို့တမိကကျွေးမလို့မိအိုဖအိုမသိကလေးဒီကြပါဆိုနေမှာကျွန်တော်ဘောမတန်ရကြီးကစပ်ဖို့ဒီနေရမယ်ဖယားရှင်တော်မှာမိဘကျေးဇူးဆက်တော်လေလို့တလုံးမူရာအကျဉ်မိဘမေတ္တာတွေအတင်းချေအခုတော့အမေမလေးပါဇက်ဖျားကတားကလေးတားကလေးအမေနဲ့ရောမလုံးလုံးမတော်လေးအမေစကားအမေစားတွေတာမမေပါဘောတွေ့ရအောင်အမေလာပါတော့ရန်ကုန်မှာဖျားတို့ခုလို့အမေကျေးဇူးအနန္တလေးချစ်ခွန်းပါရင်ဦးလေးကြလို့တားငါဆက်ပြရအမေရရှင်တော်မှာမိဘကျေးဇူးဆက်တော်လေလို့တလုံးလို့ရရဲ့မိဘတို့မြတ်တာတွေသိချေအခုတော့မိမအလေးမစကားလာတလားနဲ့တားနဲ့အမေနဲ့ရောမလုံးတော့မရောလေအမေစကားမစားရအမမေပါဘောတွေ့ရအောင်ကိုမဖျားလို့အမေကျေးဇူးနာနာကိုလေချစ်ခွန်းဟာရင်ဦးလေးချတယ်ဒါငါချက်ပြရ